Hello, auspiciousness to you all. Today, I'm going to share a very useful phrase to improve your speaking skills. ဒီနေ့မှာတော့ကျွန်တော်တို့ English စကားပြောမှာထည့်သုံးလို့ရပြီးတော့အရန်ကိုအသုံးဝင်တဲ့ phrase လေးတစ်ခုကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။အဲ့ဒါကတော့ rumor has it that RUMOR rumor HAS IT it THAT that ဒီနေရာမှာဒီကျွန်တော် rumor 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 ဆိုတာကကောလာဟာလာပေါ့နော်ဒီ American အသုံးအနေနဲ့ပေါင်းမယ်ဆိုရင်တော့ RUMOR တကယ်လို့ British အသုံးအနေနဲ့ဆိုရင်တော့ RUMOUR Okay rumor has it that ဆိုတာကအဲ့ဟာလေးကို share ခံပြီးတော့ပြောရဲဆိုလို့ရှိရင်အဲ့အချက်အလက်တွေကျွန်တော်တို့ unconfirmed information or reports ပေါ့နော်အတိမပြုနိုင်တဲ့သတင်းအချက်အလက်နောက် gossip ပေါ့ဆိုလိုတာကျွန်တော်အတင်းတုပ်တဲ့ခါပါညာပေါ့နော်အမှလူရဒီလိုပြောနေကြတယ်ဆိုတဲ့အခြေအနေမျိုးတွေမှာဒီ phrase လေးကိုသုံးပြီးတော့ပြောလို့ရပါတယ်ရှင့် so let's see some examples ကျွန်တော်ဥပမာလေးချို့ကြည့်အောင်ပါ rumor has it that they are in love သူတို့နှစ်ယောက်ချစ်နေကြရဲဆိုပြီးတော့ကောလာဟာလာတွေထွက်နေတယ်လူတွေပြောနေကြတယ်ပေါ့နော် rumor has it that she is getting married soon တိတ်မကြခင်သူမအိမ်အောင်ပြုတော့မယ်ဆိုပြီးတော့ဒီလိုကောလာဟာလာတွေထွက်နေတယ်သတင်းတွေထွက်နေတယ် okay last but not least နောက်ဆုံးတစ်ခုကကြတော့ rumor has it that they are leaving the country for good ဒီနေရာမှာ FOR for GOOD good for good ဆိုတာကကောင်းဖို့အတွက်လို့မဟုတ်ပါဘူး it means အပီးအပိုင်ပေါ့နော်ဆိုတော့ဒီကနေအပီးအပိုင်သူတို့ထွက်သွားမယ်ဆိုပြီးတော့သတင်းထွက်နေတယ်ကောလာဟာလာတွေထွက်နေတယ်ဒီလိုမျိုးအတိတ်ပဲနဲ့စာကြောင်းလေးပါ rumor has it that they are leaving the country for good yeah So I hope that you will have learned something valuable from this lesson and see you in the next video. Bye bye.